ဒီဗီဒီယိုမှာ Grade 10 English Textbook ရဲ့ Unit 3C Grammar ဘိုင်းက Subject and Predicate ဖြစ်ပါတယ်။စာမျက်နှာ21ကိုကြည့်ပါ။စာမျက်နှာ21မှာSubject and Predicate ခေါင်းစဉ်အောက်မှာပထမ Subject and Predicate ဆိုတာလေးကိုနမူနာဝါကျ5ခုနဲ့ရှင်းပြထားပါတယ်။နောက်လေ့ကျင့်ခန်း A မှာ Subject and Predicate ခွဲခြားဖို့အတွက်ဝါကျ9ခုပေးထားပါတယ်။အဲ့ဒါကိုဆရာဖြည့်ပေးပါမယ်။ဝါကျတစ်ခုကို Subject နဲ့ Predicate ပိုက်ထားခြင်းတက်ဖို့မှာရေးထားပါတယ်။ဆရာဒီစာအုပ်မှာဆရာကူးချထားပါတယ်။နောက်က highlight ဒီအောင်ချဲ့ထားပါတယ်။ Study the 5 sample sentences below အောက်ပါနမူနာဝါကျ5ခုကိုတွေ့တာပါ။ Note that the subject and predicate in each are separated with a forward slash ဝါကျတစ်ခုစီရှိ subject နဲ့ predicate ကိုရှေ့သို့ဆောင်တော်မြင်ဖြင့်ပိုင်ခြားထားသည်ကိုသတိပြုပါ Note also that the verb in the predicate is underlined. Predicate ဘက်တွင်ပါသောကရိယာကိုမြင်သာထားသည်ကိုလည်းသတိပြုပါ။ဒါတက်ဖို့မှာဒီလိုရှင်းပြထားပါတယ်။ဝါကျ A All the teachers in our school are highly qualified. ကျွန်ုပ်တို့ကျောင်းရှိဆရာများအားလုံးသည်ရည်ချင်းပြည့်ပြီ။ forward slash ပေးထားပါတယ်။စပူးနဲ့အားကြားထဲမှာပါ။အားကိုဘိုးလုပ်ပြီးတော့အောက်က underline ထားပါတယ်။အားရဲ့နောက်ကစကားလုံး qualifying ဆိုတာ underline ထားပါတယ်။ subject နဲ့ predicate ခွဲတဲ့အခါမှာဒီမြင်းဆောင်ရဲ့ရှေ့မှာဒါ subject အပိုင်းမှာပါတာပါဒီမြင်းဆောင်ရဲ့နောက်မှာက predicate ဖြစ်ပါတယ်အဲ့တော့ဝါကျတစ်ခုမှာ subject နဲ့ predicate နှစ်ပိုင်းပါပါတယ်တစ်ပိုင်းက subject ရှေ့မှာနေပါတယ်နောက်တစ်ပိုင်းက predicate နောက်မှာနေပါတယ် subject နဲ့ predicate ကိုဘယ်ကနေစခွဲလဲဆိုတော့ verb ကနေပြီးတော့စခွဲပါတယ်အဲ့ဒီ verb နဲ့သူ့နောက်ကပါတဲ့စကားလုံးတွေအားလုံးက predicate အပိုင်းဖြစ်ပါတယ် verb ရဲ့ရှေ့မှာရှိနေတဲ့အပိုင်းတွေအားလုံးက subject ဖြစ်ပါတယ်ဝါကျတစ်ခုမှာ verb တစ်ခုပဲပါပါတယ်အဲ့ဒါကိုဆရာတို့တွေ့အောင်ရှာဖို့လိုပါတယ်ဒီမှာကနမူနာဝါကျဖြစ်တဲ့အတွက် verb ပဲဟာလဲဆိုတော့ပေးထားပြီးသားပါဒီမှာ verb ဘယ်ဥစ္စာလဲလို့ပြောတဲ့အခါမှာ R နဲ့ qualify နဲ့ကိုနှစ်ခု highlight လုပ်ပြီးတော့မြင်သားထားပါတယ်ဒါက R ရဲ့နောက်မှာလိုက်တာက adjective ပုံစံလိုက်ပါတယ်ဒါကြောင့်မို့လို့ R နဲ့ adjective နဲ့ပေါင်းပြီးတဲ့အခါမှာသူက verb form ပြောင်းသွားတာပါဒါကြောင့်မို့လို့ဒီနှစ်ခုကို underline ထားတာပါဗီဒီယိုကြည့်ပါမယ် The boy who has won the scholarship is from my class ပညာသင်ဆုရရှိခဲ့သည့်ယောက်ျားလေးသည်ကျွန်တော်တို့အတန်းထဲကဖြစ်သည်ဒီဝါကျမှာ subject နဲ့ predicate ကိုပိုင်းတဲ့မြင်းဆောင်လေးပါပါတယ်အဲ့ဒီမြင်းဆောင်ရဲ့ရှေ့က subject ပိုင်းဖြစ်ပါတယ်မြင်းဆောင်လေးရဲ့နောက်က verb နဲ့သူ့နောက်ကစကားလုံးတွေဖြစ်ပါတယ်ဒီမှာ verb က is တလုံးနဲ့ရှိပါတယ်အဲ့ဒါလေးကို highlight လုပ်ပြီးတော့ underline ထားပါတယ်
အဲ့ဒါလေးနဲ့အတူသူ့နောက်ကအားလုံးက predicate ဘိုင်းဖြစ်ပါတယ်အဲ့ဒီ verb ရဲ့ရှေ့မှာရှိနေတာက subject ဘိုင်းဖြစ်ပါတယ်ဒီ subject ဘိုင်းမှာကြည့်မယ်ဆိုရင် the boy နဲ့သူ့နောက်က who လိုက်ပါတယ် who က relative pronoun မှာ the boy ကိုထူးပြပါတယ် who has won the scholarship ဆိုတဲ့နေရာမှာနောက်ထပ် has won ဆိုတာကလေ subject နဲ့ verb ပါပဲဒါပေမဲ့သူ့ရဲ့ရှေ့မှာရှိနေတာက relative pronoun နဲ့စထားတဲ့ clause ဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီနေရာမှာမျက်စိလည်နိုင်တာကဘယ်ဥစ္စာအဓိက subject လဲဆိုတာကိုသိဖို့လိုပါတယ်မှန်မှာ who လို့ that တို့နဲ့လိုက်လာတယ်ဆိုလို့ရှိရင်အဲ့ဒီနောက်မှာရှိနေတဲ့စကားစုတွေက clause တွေပဲဖြစ်ပါတယ်သူကရှေ့မှာသူ့ရဲ့ရှေ့မှာရှိနေတဲ့ the boy ကိုအထူးပြုတာဖြစ်တဲ့အတွက်သူမပါလဲဒီဝါကြကအဓိပ္ပာယ်ပြတ်မသွားပါဘူးဆရာပြင်ပြီးတော့ဖတ်ပြပါမယ် the boy is from my class ဆိုလို့ရှိရင်အဓိပ္ပာယ်ပြည့်စုံပါတယ်ဆရာဖတ်တဲ့အထက်မှာ who has won the scholarship ဆိုတဲ့ဟာမပါပါဘူးအဲ့ဒါမပါဘဲနဲ့လေဝါကြဖြစ်နိုင်တယ်ဆိုလို့ရှိရင်အဲ့ဒီဝါကြမှာပါတဲ့ is ကအဓိက main verb ပါ who has won the scholarship ဆိုတဲ့နေရာမှာ who ကရှေ့က relative pronoun နဲ့စတဲ့အတွက်သူကြီးဝါကြတစ်ခုအနေနဲ့ရပ်တည်လို့မရပါဘူးဒါကြောင့်မို့လို့သူက sentence တစ်ကြောင်းအနေနဲ့အဓိက subject နဲ့ verb မဟုတ်ပါဘူးအဲ့တော့အဓိကဒီမှာဒီ ဝါကြ B မှာဒီ is က verb ဖြစ်တယ်ဆိုတာကိုသိဖို့လိုပါတယ် C ကိုကြည့်ပါမယ် one of my friends drew the cover design for that book ကျွန်တော်တငယ်ချင်းတယောက်ဒီထိုစာအုပ်အတွက်မျက်နှာဖုံးဒီဇိုင်းဆွဲခဲ့တယ် friends နဲ့ drew ကြားထဲမှာမျက်စောင်းထည့်ထားပါတယ် drew က verb ဖြစ်ပါတယ်အဲ့ဒီ verb နဲ့သူ့နောက်ကစကားလုံးတွေအားလုံးက predicate ချမ်းမှာပါပါတယ်မျက်စောင်းရဲ့ရှေ့မှာ subject ချမ်းမှာအဲ့တော့ဒီဝါကြမှာလဲ subject verb တွေဟာလဲဆိုတာကိုရှာကြည့်ရမှာပါဒီ our principal has gone to Nepido to attend a meeting ကျွန်တော်တို့ကျောင်းကြီးစီအစည်းအဝေးတက်ရနေပြီးတော့သူ့သွားသည်ဒီနေရာမှာ has gone ဆိုတာကို underline ထားပါတယ် we3 အသုံးဖြစ်တဲ့အတွက် verb 3 အသုံးဖြစ်တဲ့အတွက်ရှေ့မှာ has ကို auxiliary verb အနေနဲ့သုံးထားတာပါအဲ့တော့ဒီဝါကြမှာလည်းကျောင်းသားတွေရှင်းမယ်လို့ထင်ပါတယ် number E the book in that bookcase belong to my father ထိုစာအုပ်စင်တွေကစာအုပ်များကိုကျွန်တော်အဖေပိုင်တယ် belong ဆိုတဲ့ verb ကို underline ထားပါတယ် belong နဲ့သူ့နောက်ကစာသားတွေအားလုံးက predicate ချမ်းမှာသူ့ရှေ့မှာက subject ချမ်းမှာအဲ့လိုဒီဝါကြ၅ခုဟာဝါကြတစ်ခုကို subject နဲ့ predicate ခွဲတာပါဝါကြတစ်ခုမှာအဓိက verb တစ်ခုလည်းပါတယ်ဆိုတာကိုရှာကြည့်ပြီးတော့အဲ့ဒီဝါကြနဲ့သူ့နောက်ကစကားစုကို predicate လို့မှတ်မယ်အဲ့ဒီ verb မပါဘဲနဲ့အဲ့ဒီ verb ရဲ့ရှေ့အပိုင်းကို subject လို့မှတ်မယ်